စီးပြူတီကိုထမင်းစားတဲ့အချိန်မှာအလွယ်တကူတုတ်စားချင်တာဖြစ်တဲ့အတွက်အရင်ဦးဆုံးစားကသူ့ကိုရှိသေးချပြောင်းစေးမယ်ပြီးရင်တော့ခုလိုအနေထားလေးကွက်အပ်သွားအောင်လို့ပြုတ်လိုက်တာပေါ့နော်ပြုတ်ပြီးသွားပြီဆိုရင်တော့သူ့လေးကိုရှိသေးချပြောင်းအောင်ဆင်အောင်စစ်ကဲပြီးသွားရင်တော့ဆန်ကဒီအစိတ်လေးတွေကိုဖယ်ထုတ်ပြီးတော့လက်ကလေးနဲ့ဖိလိုက်ရင်တောင်မှဒီလိုအနေထားလေးရနေပြီเนาะထားမိလည်းရပါတယ်ဒါပေမဲ့ဆန်ကမထောင်ဘူးပေါ့နော်စီလေးနဲ့တေချာနှက်ထားလိုက်တာကဲကိုထမင်းစားမယ်ဆိုတဲ့အချိန်ဆိုရင်တော့ချက်တော်နီလေးကိုပါလီကိုစီစိတ်ထားတဲ့စီပြူတီလေးကိုထည့်ပြီးရင်ကိုကကြိုက်တာငုတ်သီးစိမ့်ဖြစ်တဲ့အတွက်ငုတ်သီးစိမ့်လေးကိုပါလေးညှက်ထည့်စားလေးထည့်မယ်အချိုမုတ်လေးထည့်မယ်ပြီးရင်တော့တမအောင်မှွေလိုက်မယ်ဆိုရင်တော့အချင်းရဲ့အဆက်ရဲ့ချင်းနေဆိုပြီးမှတ်ကွာစီလူတီကတော့ဒါချင်းနေထဲတော့မပါဘူးပေါ့နော်နည်းနည်းဖန့်တန်လေးပေါ့အဲ့လိုမျိုးအရသာရှိတဲ့စီပြူတီတုတ်ကလေးကိုအလွယ်တကူနဲ့အစင်ပြေစားလို့ရပါပြီရှင်